မင်္ဂလာပါတကူတွေလာရာဒီရောက်ပြီဆိုရင်ထမင်းနဲ့ထိုးလဲလာရာဒီပေါ့နော်ကျွန်တော်ဆရာကြီးနဲ့ဆရာမကြီးကိုလွမ်းနေဆရာကြီးဂုံတိုးတဲ့နဲ့ဆရာမကြီးတော်ကြီးဖြစ်ဒီလိုချင်းဆိုရင်သူတို့ရဲ့အိမ်မှာမိုးပြေထေကြီးနဲ့နှစ်တဲထမင်းနဲ့ထိုးတယ်ထိုးပြီးပြီဆိုရင်ဆရာမတွေဆရာကြီးတွေဆရာမကြီးတွေရဲ့အတိမိတ်ဆွေတွေကိုဘာလုပ်လဲဆိုတော့ထမင်းနဲ့လက်ဆောင်ပေးတယ်ဒီနေ့ကျွန်တော်အကြောင်းကအပြင်အကြောင်းစုလေးတစ်ယောက်ကကျွန်တော်ကိုဗာပေးလိုက်လေလို့ဆိုတော့ထမင်းနဲ့လက်ဆောင်ပေးတယ်မွေးရတဲ့ထမင်းနဲ့လေးကကျွန်တော်ဆရာကြီးနဲ့ဆရာမကြီးကိုတတိယတော့ပေါ့နော်ထမင်းနဲ့မနေ့ကပဲအဲ့ဒီထမင်းနဲ့ပတ်သက်ပြီးတော့မန္တလေးကစာကြဆရာတော်မင်းတင်ဆရာတော်ကြီးရဲ့ဆရာတော်ဘုရားကြီးရဲ့ကြပြရွတ်တာလေးတွေ့လေရတယ်တပူတွေစာချို့လို့ထမင်းနဲ့ထိုးရန်ဖို့စာချို့လို့မာခဲ့မယ်တစိတ်ဆန်တစ်ကောင်ငင်းရဲ့နဲ့တပိတ်သာစီစီသွင်းမှလို့ချင်းက30ချင်းလဲပါတယ်တဲ့စီလဲပါတယ်ကောင်းချင်းဆန်လဲပါတယ်အုံနီးဆန်ထွတ်တူဖတ်ပါလို့မြေပဲပြူလော်တစ်ခွက်ကင်နဲ့နှမ်းမပြက်အင်းနီးနဲ့တပူတွေထမင်းနဲ့ထိုးရန်ဖို့စာကြိုးလို့မာခဲ့မယ်တစိတ်ဆန်တစ်ကောင်ညင်းရဲ့နဲ့တပိတ်သာစီစစ်သွင်းမှလို့ချင်းက30ချင်း30သားတဲ့စီလဲပါတယ်တဲ့အုံနီးဆန်ထွတ်တူဖတ်ပါလို့မြေပဲပြူလော်တစ်ခွက်ကင်နဲ့နှမ်းမပြက်အင်းနီးနဲ့ကျွန်တော်တို့ကောင်းချင်းဆန်ထိုးထမင်းနဲ့ထိုးတဲ့အခါမှာတစ်ကတော့ကောင်းချင်းဆန်ပေါ့ကောင်းချင်းဆန်ပြီးတော့စီလေးပေါ့ပြီးနောက်တစ်ခုကဘာလုပ်လဲဆိုရှင်မြေပဲလေးပေါ့နှမ်းလေးပေါ့ချင်းလေးပေါ့အုံးဆန်လေးပေါ့ပြီးနောက်ပြီးတော့ရေလေးပေါ့အဲ့ဒီ9မျိုးလိုတယ်တဲ့ကျွန်တော်ဆရာကြီးနဲ့ဂုံလူတဲ့နဲ့ဆရာမကြီးတို့ကြီးတွေနဲ့ထိုးတဲ့ထမင်းလေးထိုးအခုလည်းပဲဒီထမင်းလေးဘာလုပ်ကြလဲဆိုရှင်သုံးဆောင်ကြပါဦးကျွန်တော်တို့ရဲ့တပိုးရဲလာရာသီရောက်ပြီးဆိုရင်ထမင်းထိုးပွဲတွေကျင်းပဒါကျွန်တော်တို့ရဲ့ရိုးရာကျွန်တော်တို့ရဲ့ရင်ကျေးမှုသုံးဆောင်ကြပါဦးကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ဦးကျော်သူပါမြန်မာသားတင်ပါတယ်သမီးလေးလည်းကျေးဇူးတင်ပါတယ်ကောင်းတယ်